မင်္ဂလာပါကျွန်တော်ရေဒီနေ့မှာတော့မိုက်ဂရက်လေးပါဆော့ပြပါလားဆိုပြီးတော့တောင်းတာလေနော်ဟုတ်တော့အဲဒီလည်းတော့ရက်တော့တိုင်းဘယ်ဟုတ်လဲဘယ်တူပဲရရေဒီမဲကြီးအတာတော့မလို့သွားမယ်လားကြိုက်ချူမရပါဘူးတော့ credit မုန်းနဲ့ဆော့ရအောင်ဒီအဲ့လိုပြန်လို့ရနော်ဒါလေးညပါလို့ဘာပေါ့နော်ကျွန်တော်တို့မဒီကျွန်တော်တို့လှုပ်ထားတာလေကွင်းလေးသူကတော့လှုပ်ထားတာတခုမှမရှိပါဘူးအိမ်လေးနဲ့ကွင်းအိမ်လေးအဲ့ဒါလေးပဲလှုပ်ထားတာကော်ဖီတိုင်းလေးကော်ဖီတိုင်းသူလှုပ်ထားတာနည်းနည်းလေးဗျအဲ့ဒါဒီမှာအချုပ်ခန်းပေါ့နော်သူများအိမ်လေးကိုအဲ့လိုမျိုးလဲရပြီးတော့လိုက်ဖြစ်လို့ရှိရင်ထည့်တယ်အချုပ်ခန်းပါဖေးရပါပြီအခုပါဆိုတော့ဖေးရတဲ့နေလေးဖြစ်ဟဲ့ငါလက်ဝက်နော်လက်ဝက်နေရဟဲ့ပြလို့မရဘူးဘာလို့ဘာပြောတယ်လို့ငါလို့တော့အနေလာတော့အေးဟဲ့ဟာโอเคကျွန်တော်လိုက်ပြမယ်ပေါ့နော်ဒီမှာနေ့ကတော့ Minecraft ကကျွန်တော်တို့ဆောက်ထားတဲ့အိမ်လေးလိုက်ပြမှာပါဟုတ်ပါတယ်မပြမယ်ပေါ့နော်ကျွန်တော်ပထမဆုံးပြချင်တာကတော့ရေကူးကလေးပါကျွန်တော်တို့ရမှာများမရေကူးလို့ရပါတယ်ပလုံးငါရေကူးနေပြီလားကူးတယ်လို့တယ်လို့ပြေးရဟာလို့နေလားပြေးရဟာလေးနေလားအေးဟယ်လိုကူးနေပြီမလားကူးနေပြီအေးနေလောက်ကြည့်ငါမရဘူးမရဘူးအေးဒီမှာရပါပြီ bro yes ရေကူးနေပါပြီရေဘာလို့ကျွန်တော်တို့နောက်တဲ့ဟာတွေကတော့ကျွန်တော်တို့ဒီနားကတော့ရုပ်ထုလေးပေါ့နော်ကျွန်တော်တို့ဆောက်တာဒါကတော့ကျွန်တော်တို့ဒီစတောင်းရဲ့နေဖြစ်ပါတယ်73ရက်5လ2025မှာဆက်ဆောက်မာယူမို့လို့ဒါလေးမိုက်ပါလေရောင်းမိုက်ပါတယ် bro မာဒါတင်နိုင်ကုန်ပါ3နိုင်ကြီးဒီအားကတော့ဘူကျောင်းဆန်းရဲ့ဟုတ်ပါတယ်ဒီသားဆိုအဖြစ်လောက်ထားရတယ်ဖြစ်ပါတယ်အဲ့တော့ပြမယ်ပေါ့နော်ဒီကကော်ဖီဆိုင်လေးပါကော်ဖီဆိုင်ကဒီမှာ delivery ပို့ချင်ဒီဟာလေးစီးသွားတယ်စီးရတယ်မပြမယ်မပြမယ်တို့ကတော့ဒီနန်းကငါဖြတ်မိထားလိုက်တော့ကြတော့ဟိုကတဲ့နေရာနဲ့ကော်ဖီဆိုင်လေးပေါ့ကောင်းတာအပေါ်မှာဆိုရင်တော့ဖြစ်နေမှာပေါ့ခွဲနေနဲ့လာစားတဲ့သူတွေပေါ့အောက်ကတော့အတွဲတွေပေါ့နော်ပေါ့နော်မိသားဟုတ်တယ်ဒီအပေါ်မှာဆိုရင်တော့ view ကောင်းနဲ့ကြည့်လို့ရတယ်ဒီကတော့ကျမအိုင်ပြပေးရတာပါတယ်စောင်းရဲမိုက်ပါတယ်ဒီအပေါ်ဆုံးကတော့အတွဲတွေစားလို့ရတယ်မောင်နှမတွေစားလို့ရမယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ရဲ့အိမ်လေးပေါ့နော်ဒီမှာပေါ့အိမ်လေးကတိတ်မမိုက်ပါဘူးဗျာကျောင်းသူအိမ်သေးပြီပါလာအကုန်လိုက်ပြမယ်မမတော့မကျွန်တော်ရဲ့ရုပ်ထုကြီးဗျာစောက်ရဲမိုက်ထဲဝင်နေဒီမှာမကြည့်လေးပဲသူစောက်ထားတယ်ငါအိမ်ဘာမွေးရဟမ်သွားပြီငါထင်နေငါထားလိုက်တော့ကွာဘာဖြစ်လားဟောဖြတ်မိပါလားဘာဖြတ်မိသွားပြီငါကလိုက် bro နေဒါကိုပြောင်းလာလို့ပြောအဲ့ဒါပြောင်းရှင်ဘာမှမနော်ရုပ်ရှင်ရုံတွေကိုသွားကြပါမယ်အေးခဏဆောင်လာလာမိုးပေါ်ပြန်မသွားနဲ့လာပြီမိုးရတယ်မိုးရေချုံးမယ်နေလာရင်နေချုံးမယ်ဒီလာရင်အုပ်ကြီးဆွဲလာမယ်မကြတော့ဒီလာဝင်မယ်တော့ဒီနေ့ပါနေပြပါအဲ့တော့ကျွန်တော်တို့ရဲ့ရုပ်ရှင်ရုံလေးပဲဖြစ်ပါတယ်ဒီမှာတော့ကောင်းတာပေါ့နော်ဒါကတော့26ရက်နေ့5လ2025တော့ဆောက်လုပ်ခဲ့တာပေါ့ဒီကတော့အချိုကြီးပေါ့ငါဖြတ်မိပဲမကျွန်တော်ကိုကပြောင်းလာတယ်လို့ပြောင်းလိုက်မယ်ခဏငါဘယ်လိုဖြစ်နေလဲဒီအောက်မှာကြီးဒီမှာတော့ချားဒီတော့
အောက်ထားရယူပါလေနော်ဒီဟာခုနကကျွန်တော်ပြောင်းလာအောင်ပဲပေါ့နော်စက်တင်ထဲမှာတော့မပြောင်းတိုင်လေဒီကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ပြောင်းလို့ရတယ်ဒါလေးကိုနေအဲ့ဒါလေးကိုနေပြောရင်ကိုကြရဲ့ဒီမုံလေးကိုဒီမုံလေးကိုကျွန်တော် Okay yes ဒါပဲယူနေဟဲ့ဟာလက်မယူနေမယူတော့ကျွန်တော်တော့ရုံးမပဲရောက်အောင်ဟုတ်တော့ရုံးရင်တော့ကြည့်ပါမယ်ကျွန်တော်ကဒါကတော့သူလှုပ်ထားတာမဟုတ်ပါဘူးကျွန်တော်လှုပ်ထားတာပါအကုန်လုံးကတော့အကုန်လုံးဒီပါနားမှာကြည့်ကျွန်တော်တို့လိုက်ပြဆိုရင်ဒီမှာကြည့်ဒီနားမှာကြည့်လို့ရတယ်ချတယ်ကားပြဟာဟိုမှာလူနော်အပေါ်မှာလိုက်ပြမယ်ဘရိုတို့ဟိုမှာရှိအိမ်သားမလာတာမဟုတ်နော်ဒီနားကပြောပြမယ်ဆိုရင်ဒါတော့ဟိုဟာကြီးထားရနေရပါတော့ပစ္စည်းထားရနေရဒီဟာကျွန်တော်အိမ်သားလဲလှုပ်ထားသေးရပေါ့နော်ဒါပေမဲ့မရောက်အောင်လို့ကျွန်တော်သိတော့အေးကျွန်တော်ရုပ်ရှင်ရုံနဲ့ပြန်ထွက်တော့ကောပ်နေပိတ်ခဲ့တော့ဟဲ့များလဲအားကြောင့်ဆောက်ဟုတ်ပြီဟာလိမဒီပေါက်ဆုပ်လေးတွေဒီမှာရပါမယ်โอเคနော်ကျွန်တော်စောက်ထားရတာဒီညမိုက်ပါလေHello my potato ဘာလုံးနေလဲဘလို့ဘာလုံးနေလဲဘလို့လာပါလေယောတော့များရမကြိုက်ဖြိုးဖျောက်လိုက်ပြအောင်မလားနိုင်ကြံသေးရဲ့ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်တို့ကြိုက်တို့ပြအောင်ဆုံးမပြโอเคပါဒါတော့အချင်းထောင်လေးပါကျွန်တော်တို့ရဲ့အရန်ကိုလုံကြုံရင်းတင်းကျက်လုံးနဲ့အချင်းထောင်ပေါ့ဒါကတော့အမိုက်ဘုံဗျာဒီမှာကြီးထဲမှာဆိုရင်တော့ပြီးလို့ရှိရင်နောက်တစ်ခုစီကြီးလာငါပြလာမယ်ဒါတော့ water ပေါ့နော်water one gas ဘာလဲနေရချက်ပါတချင်းဆိုတော့မင်းကပြမယ်ဒီကတော့အာလူကျော်ဟောလေးပါအာလူကျော်ဆိုင်လေးပါတချင်းဆိုတဲ့နေရာလေးရှိရဘောက်တွေလည်းရှိရဘာညာစမကလာပေါ့blaဒီနေ့ဆိုမဲ့တချင်းရတော့ bla တချင်းလေးဒီမှာမလားနိုဝေဘာမလား bla မပြမယ်ဗျာ bro ဒီမှာကြည့်အဲ့ရေကူးကန်ပြပြနော် bro ဒီမှာပန်းကြံလေးပါရှိသေးတယ်ဟောရအောင်လို့ရှိရင်ဒီဘက်မှာမွေးနေ့လောက်တာဟုတ်ပါလေအစတုန်းကတော့ငါမွေးနေ့လောက်တာနော်ဟုတ်တယ်ဒါကတော့ရုံးမွေးရဲ့မွေးနေ့လောက်တာပေါ့နော်ဒါပေမဲ့ခုကြတော့ပြောင်းသွားပြီနောက်ဆုံးပြတာကြံသေးတယ်နော်နောက်ဆုံးပြတာကြိုက်လို့မဟုတ်ဘူးမကြီး bro ပြအောင်မယ်ဟိုမှာအသေးပုံပန်းကြံလေးရှိသေးတယ်အဲ့ဒါနောက်မှပြတယ်မလောင်းလို့လာကျွန်တော်တို့ရဲ့ဒီဟာလေးပေါ့နော်ဆက်ပါဆက်နားလို့နှိမ့်မယ်ဆိုလက်ကတော်တော်လေးမြင်ပါရဲ့နင်းပေးပဲနင်းပေးငါလည်းနှိမ့်ပါ bro တွေ့လားအတန်အကြရတွေ့လားဘာမှမကြောက်ပါနဲ့ဒါကားပါနောက်ဆုံးကတော့နေနှိမ့်လိုက်လေဟောညဘာလို့မသိဘူးလောက်နေနှစ်ခုနေလေငါတာနေအေးဟုတ်တယ်ဒေးလို့လားနေကြောက်ရဘာတိုင်းမှမသိမနေတယ်လို့ငါနှစ်ခုမနိုင်ကြသေးဘူးဟောအေးပါလေတော့နေမနေလိုက်တော့ကျွန်တော်စက်တင်ပြောင်းအောင်မယ်ဗျာအဲ့ဒါကြီးတကယ်ကိုမမိုက်ရကျွန်တော်အဲ့ဒါကြီးထိန်လုံးနေရတာဘာမှမမိုက်ဘူးနော်ရလေးကကြတော့မပွင့်ဘူးဟာလေဘယ်လိုဖြစ်လဲဟုတ်ပြီဘရောအတိုင်းကြားလိုက်လားဘရောအဲ့ဒါဘာတန်လဲဆိုတို့ပိတ်မယ်ဟုတ်ဘရောတနေ့ကြောင်နေမကြီးဒီအပေါ်တက်ကမယ်ဗျာဘရောပြမယ်မကြီးဒီအားလေးကိုနှိပ်လိုက်အဲ့တော့အဆက်လေးပွင့်သွားလိုက်မယ်ဘာဆက်လဲဆိုဘရောပြမယ်မကြီးမာနော်ဓလိကစောက်မယ်ဆိုမစောက်ပြစ်သေးဘူးပေါ့နော်ဒါတောင်းနေနော်ပြန်ထွက်ပါမယ်ကျွန်တော်မှာဗီဒီယိုလဲ6မိနစ်လောက်ပြည့်နေပြီအကုန်လုံးဒီမှာလောက်လိုက်ကြပြီးသွားပြီတိုက်ကြီးရောကြံနေရဘရိုတိုက်ကြီးရောနဲ့ဟိုဗာလေချစ်သူတွေထိုင်နေနေရလေအဲ့နေရကြံနေတယ်ဒါနောက်ကနေထွက်မလာရနားလို့ငါအပေါ်တက်သွားပြီဘယ်မှာလဲဟိုဟာတို့ဘက်မှာသွားရောက်နေတော့ဟိုရတာအဲ့တိုင်းဟုတ်ရေ
ပေါ်တက်သွားပြီလားဩဟောတော့မတော်ချင်းနေနေအဘရိုအတန်ကြီးရပြောဟီရိုဘွားရဲ့အတန်ကြီးကြတယ်ဘရိုရဲ့အားချလို့ ငါဟိုအသေးပုံနေရာဒီမှာငါစောင့်နေတယ်တော့လားခဲ့ တော်တို့ဘောနော်အတန်ဘာဖြစ်တာလဲဘရိုရနောက်တဲ့ဝေါ်တွေလည်းကျွန်တော်မှရှိသေးတယ်လိုက်ပြပေးမယ်ပေါ့နော် ရလာပြီ ဝါရောလားနေလော့လိုက်နေလော့လိုက် ငါလုံးလို့မရဘူးနေလို့တော့ဆောင်နေသူလုံးလို့ရငါတို့ဒီမှာထိုင်ငါအသေးပုံနေရာမှာငါနေအောင်စောင့်ဒီကတော့ပန်းကြံလေးပေါ့နော်ချစ်သူတွေထိုင်လို့ရပါတယ်ခုံလေးလည်းထားပြရတယ် တို့ဒီမှာနိုင်ဒီမှာပြတာနော်โอเคတော့တိုက်ထီကိုသွားရတော့မယ်ကျွန်တော်တို့တိုက်ထီရိုးမှာဆိုကျင်တော့ဖြစ်ကျွန်တော်တို့ခုနကရတော့မပြတော့ ဘုံမီပေးလိုက်တာရ ဘူးဒါငါတို့အဲ့ငါတို့ကမှရောရှိတာ ဟုတ်မယ် ငါတော့ဖြစ်ပြီ ဒီဟိုပြောင်းနေတာ ကျွန်တော်ပြမယ်ဖျားပုံမှာတော့နေရဲ ဒါ တယ် တော့စီးပေါ့ ငါတို့ဈေးကြီးလေကဲတော့မှာတော့မြန်မာနိုင်ငံအလံလေးဖြစ်ပါတယ်တော့လှုပ်ထားတာလို့ပြောကြတော့မှာပဲ အပေါ်တက်ပါလား ပြမယ်ပေါ့နော်ကြံသေးတယ်ကျွန်တော်တို့ရဲ့ နောက်တော့ကျိုးစီးဒီရောက်ပါပြီ တော့ဖြတ်မိထားလိုက်တော့ကွာငါစိတ်ညစ်အမို့ အဲ့ဒါဟိုကပြောင်းလာရင် အဲ့ဒါငါခုခလုံးနိုင်တဲ့နေရာကျရင်ငါအဲ့ဒါချေလုံးငါပါပြီ အဲ့ချင်းတော့ရပဲဒီလား တဲ့လားသူ့ကကြရင်ကောင်းတယ်သူရကကြရင်မကောင်းတော့နောက်တစ်ခုက ဒီမှာကြိုက်ချိုးစီးဒီရောက်ပါတယ် ဟုတ်ကဲ့ပါတော့ဒါကတော့ဘိုးတွေပိုင်းစားလို့ရတယ်ဒီကတော့ချမ်းရင်ဗာလဲမီးလုံးလို့ရတယ် ဒီမှာခေါင်းလားထိုးလို့ရတယ် ခေါင်းလားလည်းကျွန်တော်ဒီမှာရီတောက်ရခုနမှာရင်းတဲ့ ပေါ့နော်တယောက်ပဲအဲ့ဒီဆက်ငါတို့ကိုတိတ်ဆောက် ကဲကျွန်တော်တို့ရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးပဲကြည့်ကြည့်ပေးတဲ့သူတွေတယောက်ချင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲဘိုင်ဘိုင်